မြန်မာနိုင်ငံတပင်အစည်းအရုံးဗဟိုမှာတပင်နေ့တက်မှတ်နိုင်ရေးကြေညာချက်ထုတ်ပြန်ထားတဲ့အကြောင်းအရာကိုပြောပြပေးချင်ပါတယ်ရှင်။မြန်မာတပင်ဟာပြုခေတ်ကလေးကပင်အတီးအမုံအကားတို့ဖြင့်စတင်ခြေပြုခဲ့ကြောင်းအထောက်အထားများရှိခဲ့ပြီးနိုင်ငံရဲ့အမျက်တနိုးတန်မိုးထားထိမ့်သိမ့်အပ်တဲ့အမျိုးသားယဉ်ကျေးမှုအမှုပညာတစ်ရပ်ဖြစ်ပါတယ်။အခုအခါမှာမြန်မာနိုင်ငံတပင်အစည်းအရုံးဗဟိုမှကမကထာပြု၍မြန်မာတပင်နေ့တက်မှတ်နိုင်ရေးအတွက်မကြာမီမှာအမှုပညာနယ်ပယ်အသီးသီးသမိုင်းပညာရှင်အသီးသီးအတတ်ပညာရှင်အသီးသီးတို့အားလေးစားစွာဖိတ်ခေါ်ပြီးဆွေးနွေးပွဲများအလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ကျင်းပပြီးတော့မြန်မာတပင်နေ့အားအမြန်ဆုံးတက်မှတ်နိုင်ဖို့အတွက်အကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။တို့ဖြစ်ပါ၍မြန်မာတပင်နေ့တက်မှတ်နိုင်ရေးနဲ့ဆက်လင်းတဲ့အကြံဉာဏ်များတမိုင်းအချက်လက်များသတင်းချက်လက်များကိုမြန်မာနိုင်ငံတပင်အစည်းအရုံးဗဟိုယုံအင်းစိန်ပူတာယုံလမ်းနဲ့လမ်းသစ်လမ်းတောင်အင်းစိန်မြို့နယ်ရန်ကုန်မြို့ဖုန်းနံပါတ်391 301 528 364 3998 364 3983 364 3985တို့ကိုဆက်သွယ်ပေးပို့နိုင်ကြပါရန်မြန်မာနိုင်ငံတပင်အစည်းအရုံးဗဟိုမှအသိပေးပန်ကြားချက်ထုတ်ပြန်ထားပါတယ်ရှင်။